အချမ်းဖတ်ဆဲအုပ်စုရဲ့ထမှန်ကျူးလွန်လာတဲ့စစ်ရာဇဝတ်မှုများကိုပြသနေတဲ့ကိန်းဂဏန်းများလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့အချမ်းဖတ်ဆဲအုပ်စုကရပ်သားပြည်သူတွေအပေါ်ဗတ်ပေါင်းစုံကလူ့ခွင့်ရေးချိုးဖောက်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုမှတ်တမ်းတင်ပြီးအချက်အလက်တင်ပုံးကိုလစဉ်ပြုလုပ်လျက်ရှိရမှာ2025ဒီဇင်ဘာ31ရက်နေ့အထိရရှိထားတဲ့နောက်ဆုံးရအချက်အလက်တွေကို update ထပ်မံပြုလုပ်ပြီးဖြစ်ပါတယ်လက်ရှိမှာဆိုရင်လည်းအကြမ်းဖက်စစ်အုပ်စုဟာတရားမဝင်တူရောင်ရွေးကောက်ပွဲကိုလိုသလိုပုံသွင်းပြီးကျင်းပပြီးဖြစ်တယ်လို့တစ်ဖက်မှာလည်းရသားပြည်သူတွေကိုဖိအားပေးမဲထည့်ခိုင်းခြင်းတွေအပြင်အကြမ်းဖက်မှုတွေကိုမရက်တန့်ပဲဆက်လက်ကျူးလွန်နေပါတယ်အရသားပြည်သူတွေအပေါ်ကျူးလွန်မှုတွေဖြစ်တဲ့လူ့ခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်လေကြောင်းတိုက်ခိုက်မှုနဲ့အာရမစစ်သားစုဆောင်းမှုဖြစ်စဉ်တွေနဲ့ပတ်သက်တာတွေကိုနှစ်အလိုက်လအလိုက်အချက်လက်တင်ပုံးမှာကြည့်ရှုနိုင်ပါတယ်။အကြမ်းဖက်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးနောက်ဆုံးရအချက်အလက်တွေရလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာအကြိမ်4498ကြိမ်ရှိပြီးသေဆုံးသူစုစုပေါင်းအယောက်4683ယောက်ရှိပါတယ်။သေဆုံးသူတွေထဲမှာတော့အသက်18နှစ်အောက်ကလေးငယ်638ဦးပါဝင်ပါတယ်။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာသင်ကျောင်း432ကျောင်းဆေးရုံဆေးခန်း144ခုနဲ့ဘာသာရေးအဆောက်အုံ650ခုပျက်စီးဆုံးရှုံးခဲ့တာကိုတွေ့မြင်နိုင်ပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုမြန်မာနိုင်ငံမြေပုံပေါ်ကနေဒေသလိုက်နှိပ်ပြီးကြည့်ရှုနိုင်တယ်လို့အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုပုံစံတွေဖြစ်တဲ့ Airstrike, Drone, Paramotor, Gyrocopter စသဖြင့်ခွဲခြားကြည့်ရှုနိုင်ပါတယ်။အကြမ်းဖက်ဆဲအုပ်စုဟာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကိုလည်းစက်တိုက်ကျူးလွန်လျက်ရှိပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုပေါင်း494မှုကျူးလွန်ခဲ့တယ်လို့သေဆုံးသူစုစုပေါင်း9116ဦးရှိကြောင်းတွေ့ရပါတယ်။အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကြောင့်သေဆုံးရသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်984ယောက်ပါဝင်နေပြီးအမျိုးသမီး926ယောက်ပါဝင်ပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့အာရမစစ်သားစုဆောင်းမှုတွေပြုလုပ်ရမှာဒီကနေ့အချိန်ထိအတင်းအာရမစစ်သားစုဆောင်းခံရမှုဖြစ်စဉ်စုစုပေါင်း1963ခုဖြစ်စဉ်ရှိပြီးစုဆောင်းခံရသူစုစုပေါင်း31,929ဦးရှိနေပြီဖြစ်ပါတယ်။အများဆုံးအတင်းအာရမဥယေစုဆောင်းခံနေရတဲ့နေရာဒေသဟာမန္တလေးတိုင်းဖြစ်နေပြီးရခိုင်ပြည်နယ်ကဒုတိယအများဆုံးစစ်မှုထမ်းလူဦးရေစုဆောင်းခံနေရတာကိုတွေ့ရပါတယ်။လူ့ခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးလက်ရှိအချက်အလက်တင်ပုံးကိုလေ့လာကြည့်မယ်ဆိုရင်လေလူ့ခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း23,289ခုရှိခဲ့ပြီးအများဆုံးကျူးလွန်ချိုးဖောက်ခံနေရတဲ့လူ့ခွင့်ရေးချိုးဖောက်မှုအမျိုးအစားကတော့တရားလက်လွတ်တပ်ဖြတ်ခံရမှုဖြစ်စဉ်တွေဖြစ်ပြီးဖြစ်စဉ်ပေါင်း9,352မှုရှိနေပါတယ်လူ့ခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်အများဆုံးအနေနဲ့စကိုင်းတိုင်းမှာဖြစ်ပွားမှုအများဆုံးဖြစ်တာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ဆီယနာသိမ်းမှုစတင်စ조사ချိန်ကစပြီးလက်ရှိအချိန်ထိအကြမ်းဖက်စစ်အုပ်စုရဲ့အရက်သားတွေပေါ်ကျူးလွန်တဲ့ဖြစ်စဉ်တွေဟာကိန်းဂဏန်းတွေအရဇက်တိုက်တိုးလာတဲ့အပြင်မရက်တန့်ပဲဆက်ရှိနေစေဆိုတာကိုအချက်အလက်တင်ပုံးများကပြသနေတာကိုအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။